Hello မင်္ဂလာပါဆိုရာလော့ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဆိုတာမြန်မာဝတ်စုံလေးဝတ်ထားပြီးတော့ထိုင်းမှာရှိရဲ့တောင်ထိပ်ပေါ်ကဖျားကိုသွားဖူးတဲ့ vlog လေးပဲဖြစ်ပါတယ်အဲဆိုရာနဲ့တူဖျားဖူးလိုက်ခဲ့ကြနော်ဖျား area ဝင်းလေးဖုန်းချောင်းလေးနဲ့ရမ်းလှပါတယ်ဒါတော့ဝင်ဝါပေါ့နော်ဝင်သွားလိုက်လို့ရှိရင်သူတို့ကဒီလိုမျိုးရင်ခွေလေးနဲ့လူအေးအောင်လုပ်ပေးထားတယ်ဝင်ကြီးကတော့တယောက်ကိုဘတ်100ပေးရပါတယ်။ဖျားလေးရဲ့နာမည်ကတော့ The Golden Monk လို့ခေါ်ပါတယ်။ထိုင်းလို့ဆိုသူတို့ West Saket လို့ခေါ်ကြတယ်။ဒီမှာ344 step တက်ရပါတယ်။သူတို့မျိုးဘေးပတ်လေးတောင်လေးကနေပတ်ပြီးတော့တက်ကြတဲ့ပုံစံမျိုးလေးပေါ့နော်။ဒီလိုမျိုးတက်သွားတဲ့လမ်းတစ်လျှောက်မှာလည်းရေတကုံလေးတွေငါးကန်လေးတွေနဲ့အလှဆင်ပြီးရရန်လှပြီးတော့တက်ပဲပါတယ်။တက်သွားတဲ့လန်တဝက်လောက်ရောက်လို့ရှိရင်ဖျားနာမည်နဲ့ကော်ဖီဆိုင်လေးရှိပါတယ်ဆိုတော့လည်းဘိုက်စာလို့ဝင်ပြီးတော့စားခဲ့ပါတယ်ဆိုင်ထဲဝင်သွားလို့ရှိရင်ဒီလိုမျိုးနေရာမှာဖျားရဲ့တမိုင်းလေးတွေကိုရေးပေးထားတာတွေ့ရပါတယ်ပြီးတော့ဆိုတာဆူတောင်းစာရေးပါတယ်အပေါ်ရောက်လို့ရှိရင်ဆူတောင်းပြီးတပည့်အိုးကြီးထည့်လို့ရအောင်ဆိုပြီးတော့ဆိုင်ရ decoration နဲ့ပပရိုက်ပြီးတော့ဖျားဖူဖူတောင်းမဆက်တက်ပါတယ်你哪个吹呀嘛哩？多么重啊，多么重啊！哪个会吹路？哪？好吧。三，那不会。说了 vlog 干你就是来嘛哩？说了 vlog，说了 vlog。ဆိုရ vlog ပဲလုပ်တယ်ဆိုရ vlog အဲ့လိုမျိုးတွေးသမျှခေါင်းလုံးတွေအကုန်လုံးလိုက်တီးခဲ့ပါတယ်အဲ့လိုနဲ့နောက်ဆုံးတော့ Sura တို့အပေါ်ရောက်ခဲ့ပါပြီဆိုရာတို့လေကားလေးနဲ့တစ်ထပ်တက်ပြီးရင်တော့တောင်ထိပ်ပေါ်ဖျားကိုရောက်ပါပြီဒီခါယောဟောဒီခါယာတောခါယာမ
ရေးထားတဲ့စူတောင်းစာလေးကိုထည့်နေတာပါဖျားပေါ်ရောက်လို့ရှိရင်ဘေးပတ်လေ360 view တွေ့ရမှာဖြစ်ပါတယ်အရန်ကိုလှပါတယ်ဒါတော့စရာတို့ဖျားပေါ်ကနေဆင်းလာပါပြီအတက်တလန်အစင်းတလန်ပေါ့နော်ဒီအစင်းလန်းလေးကလည်းအရန်လှပါတယ်သူတို့ညဘက်ရောက်တော့မီးလုံးလေးတွေထွန်းပေးထားတာ decoration လေးဆင်ထားတာမီးပုံလေးတွေစိုင်တန်းများလေးတွေအရန်ချဖို့ကောင်းပါတယ်ဆိုရရဲ့ဖျားဖို့ vlog လေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်အဲဆိုနောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye